ဒီနေ့တော့ပတ်အတွက်တမချန်းစာအိဖက်ခန်းကြီးငါငယ်15 16 19 18ပြအောင်နော်ဒီနေ့ကောခန်းကြီး6ရဲ့နေ့ကိုလည်းပြအောင်အိဖက်ခန်းကြီးငါ15 16 19 18တို့ကြောင့်ပညာမဲ့ခဲ့သို့မဟုတ်ပညာရှိခဲ့သို့စစ်စစ်မြင့်မြင့်ချင်းဆောင်မိအကြောင်းသတိပြုကြလော့ယခုနေ့ရက်ကာလတို့သည်ဆိုးရုပ်သောကြောင့်ကာလချိန်ကိုဝေနှုတ်ကြလော့တို့ကြောင့်သတိမရှိသောသူမဖြစ်ဘုရားခင်အလိုတော်ရှိရာကိုအိုင်းချ၍တည်သောသူဖြစ်ကြလော့လွန်ကျူးစေတတ်သောစပည့်ရည်နှင့်အမှုချင်းကိုရှောင်၍ဝိညာဉ်တော်နဲ့ပြည့်စုံလည်းရှိကြလော့ကိုရိန္သုဒုတိယစာခန်းကြီး6ရဲ့နေ့ဗျာဒိတ်တော်အချက်ဟုမူကားနှစ်သက်ဖွယ်သောအချိန်၌ဤစကားကိုနားထောင်ပြီးကတည်းကနေ့ရက်ကာလ၌သင်ကိုမဆပြီးဟူလာသည်နှင့်အညီယခုပင်နှစ်သက်ဖွယ်သောအချိန်ရှိယခုပင်ကတည်းကနေ့ရက်ကာလရှိနှုတ်ပေါ်ချာနာရသူရောက်ဆိုင်ဖြတ်ဒီကောင်းကြီးပေးပါစေလို့ကလဆလာဆုတောင်းရအောင်နော်အရှင်မြတ်ဆောင်းနေတော်မူသောယနေ့နဲ့နောက်ကလမ်းပြောင်းလဲပဲကျွန်တော်ဆင်ချတော်မူသောထာဝရဘုရားသခင်ဒီနေ့ပြင်ဆင်ပေးတဲ့ခြေနဲ့တတ်အားလုံးတက်ဖြတ်သခင်သူပဲခြေစွတင်နေနမကိုရောနေပါလီစင်ပောင်ရတဲ့ခွင့်တော်မကမှပြန်လဲကိုရောဒီမြန်မာစင်ပေါ်မှာလည်းတတ်အတူပါရှိခဲ့တော့ပါဝင်ဒီကိုကိုရတဲ့ခွင့်ကိုပေးတော့ကြောင့်ခြေစွတင်နေပါဒီနေ့ကိုရောပြန်မဆခြင်းအားဖြင့်ကျွန်တော်ဝင်ကမဲ့ဤနှုတ်ကပတော်မှာခေါင်းချပေးတော်မူပါချာနာရတဲ့ရောက်စီတိုင်းရဲ့ဝိညာဉ်ခွန်အားတတ်တာဆက်လက်လျှောက်လမ်းဖို့ဒီကိုတော့သတိဝိရိယနဲ့ဘောလာလှရှာဖြတ်ကန်အတွက်အသက်ရှင်နိုင်ပါမည်အကြောင်းဤနှုတ်ကပတော်အားဖြင့်ကျွန်တော်ကိုဝန်တင်မဆာလမ်းပြတော်မူပါဝိညာဉ်တော်ဖျားဤနှုတ်ကပတော်ရဲ့မတိနာမလဲအရာများရှင်ဖြတ်ခင်ကျွန်တော်ကိုပြပြတော်မူပါအလင်းကိုပေးတော်မူပါဉာဏ်ကိုပေးတော်မူပါဒီတမန်တရားကိုချာနာယုံတက်ဖုတ်ပဲနဲ့လိုက်လျှောက်လဲဖြတ်ခင်ထာမကောင်းချီးမလားခံစားရပါမည်အကြောင်းချိန်နိုင်တဲ့အားလုံးနှုတ်ကပတော်ကိုစီတိုင်းဖြတ်တဲ့လက်ကိုပြန်လဲအနဆုတောင်းနေတက်ရှင်တဲ့ခရစ်တော်နဲ့ဆောင်းစကားနမရပါပြတဲ့ခင်ဒီမဲ့အဲဒီနှုတ်ပေါ်ကနေကျွန်တော်သုံးလေးချက်ကျွန်တော်ဝင်ငါချင်တယ်လို့အများနဲ့ကျွန်တော်ဝင်ငါနေတဲ့အရာဖြစ်တယ်။ကောင်းစဉ်ကတော့ကျွန်တော်ပါပြထားတဲ့ဆိုရင်ယခုပင်နှစ်သက်ပဲသောအချိန်နဲ့အခုချိန်ကဘာချိန်လဲနှစ်သက်ပဲသောအချိန်ဆောက်ဆိုင်ရမယ့်အချိန်မဟုတ်ဘူးနော်နှစ်သက်ဖွယ်သောအချိန်ဆိုရင်ဟိုကဘာလို့ရလဲရယူရတယ်လှုပ်ယူရတယ်ဟုတ်ပြီလားအချိန်ကိုမဖြုံးရဘူးဆိုတော့ဥစားကိုပြောတာနေကော6နှစ်မှာခုနကျွန်တော်ဖတ်တဲ့အတိုင်းဗျာဒိတ်တော်အချက်ဟုမူကားတဲ့နှစ်သက်ဖွယ်သောအချိန်တိုင်းသင်စကားငါနားထောင်ပြီးကဲတရံနေ့ရက်ကာလတိုင်းသင်ကိုငါမဆာပြီးခုလာတဲ့နေ့အညီဒီနေ့ကျွန်တော်အရောက်စီတိုင်းဘုရားသခင်ကိုယုံကြည်လက်ခံခဲ့တဲ့အချိန်ရှိကြပါတယ်ဟုတ်တယ်မလားတရားစီတိုင်းဒီယုံကြည်တဲ့အတိုင်းနှစ်ချမ်းတဲ့ခံနေဟုတ်တယ်မလားဘုရားသခင်အသင်းတော်ဝင်အဖြစ်ရတ္တိမှာဘုရားသခင်အသင်းတော်ထဲမှာကျွန်တော်တို့ခုပါဝင်နေတာပေါ့နော်အဲ့ဒီအချိန်လေးကိုကြည့်မယ်ဆိုရင်ဒီနေ့ဘယ်လိုဖြစ်ပျက်သွားမှတော့မသိဘူးတခါတည်းလားဘယ်လိုငါယုံသွားတာလဲဘယ်လိုငါမရသွားတာလဲပေါ့နော်ဟိုဘုရားသခင်နှုတ်တော်ကြားတာနဲ့ကိုပို့တိုးထီတာတော့ဘာလို့ပေါ့နော်အချက်ချင်းဖြစ်သွားတဲ့အရာဟုတ်တယ်ဒီနေ့ဘုရားခင်ကျွန်တော်တို့ရွေးမယ်ဆိုရင်လေစောင့်နေတဲ့ဘုရားမဟုတ်ဘူးနော်ဖြတ်ကနေပုတ်ကနေရွေးသွားတာသိတယ်မလားအဆွေကြတော့အချိန်ဒါကြီးလိမ့်လာနေတဲ့သူတွေလည်းရှိတာပေါ့ရှိတာတော့ဒီကနေ့ကျရင်ဘုရားရွေးလို့ရှိရင်ခဏလေးပဲဟုတ်တယ်မျက်စိတမိတ်မှာပဲဘုရားကိုကျွန်တော်ယုံလို့မရဘူးလားရတယ်ဒီကနှုတ်ပတ်တော်ကျွန်တော်ကြားမယ်ဆိုရင်ပေါ့နော်ဒါအဲ့ဒီအချိန်လေးကိုကြည့်လိုက်မယ်ဆိုရင်အဲ့ဒီအချိန်ကပြောစရာရမ်းကောင်းတယ်သိလားရမ်းဘုရားသခင်မဲ့လှုပ်တဲ့အချိန်ဖြစ်တာပေါ့နော်ဒီအဲ့ဒီအချိန်ကိုစဉ်းစားလိုက်ရင်အဲ့ဒီအချိန်ကိုပြန်ရခြင်းတယ်ဟုတ်လားဒါပေမဲ့အဲ့ဒီအချိန်ကိုရပြီးတဲ့နောက်မှာဘုရားနဲ့အသက်သူရှင်သွားတဲ့အချိန်တိုင်းမှာလည်းပဲအဲ့ဒီအချိန်လေးကျွန်တော်ရနိုင်တယ်ဟုတ်ပြီလားဒါပေမဲ့ကျွန်တော်တို့ကဘာဖြစ်သွားလဲနည်းနည်းပေါ့သွားတော့နှုတ်ပါတော့မပါဘုရားပြီးအသင်းတော်လည်းတစ်ခါလေးမတက်နိုင်ဟုတ်တယ်မလား
တင်းသူတင်းသားနဲ့လည်းဝေးတကယ်ချင်းနဲ့လည်းဝေးအဲ့တော့တက်တာဘာဖြစ်လာလဲ ATS ဆက်ဖြစ်လာတာပေါ့ဖြစ်လာတော့အဲ့ဒီစိတ်လှုပ်ရှားပွဲရအချိန်ကိုကျွန်တော်တို့မရတော့ဘူးဖြစ်လာတယ်အဲကြောင့်ခရိယအသက်တာဆိုတာနေ့ရက်တိုင်းဘုရားသခင်နဲ့စိတ်လှုပ်ရှားစွာအသက်ရှင်မှုရရည်ကြီးတယ်ဒါမှလည်းပြောစရာကောင်းတာATS အသက်ရှင်မယ်ဆိုရင်အသေးတော်လည်းမတက်ချင်ကျန်းစာလည်းမဖတ်ချင်ဘာလို့လာမှာလဲဟုတ်တယ်မလားပြောစရာကောင်းတဲ့နေရာတွေအများကြီးရှိတယ်ထိုင်လန်မှာ၆လက်မှာပေါ့ဟုတ်တယ်မလားဟမ်လူများလို့လာမယ်ဆိုရင်ရုပ်ရှင်တော့မဒီထိုက်လူများတယ်မှာဟုတ်တယ်မလား the mall တွေသွားမယ်လူတွေအများကြီးပဲအဲကြောင့်အသင်းတော်လာတယ်ဆိုတာဘာလို့လာတာလဲဘုရားနဲ့လာတွေ့တာဖြစ်တယ်ဘုရားနဲ့လာတွေ့တယ်ဆိုတာအဲ့ဒီဘုရားကိုကျွန်တော်တို့ကနေ့ရက်စီတိုင်းလဲဘာဖြစ်နိုင်လဲတွေ့နိုင်တယ်ဘုရားဟုတ်ပြီလားအဲကြောင့်ဘုရားခင်နဲ့စိတ်လှုပ်ရှားပြီးအသက်ရှင်ဒီနေ့ဘယ်လိုငယ်ရွယ်တဲ့သူတွေရီစာထားပြီးဆိုရင်ဘယ်လိုစိတ်လှုပ်ရှားရတယ်မလားကိုရီစာနဲ့ကိုချစ်တဲ့သူနဲ့တွေ့ရမယ်ဆိုရင်ဟုတ်မလားပြောကြတာကျွန်တော်တို့လည်းဘုရားခင်နဲ့အဲ့လိုပဲဘာဖြစ်ရလဲအချိန်တိုင်းမှာအဲ့လိုပဲရှိနေရတယ်ဘယ်ချိန်တွေ့လိုက်ရမလဲဟမ်ဘုံလေးခေါ်လိုက်ကင်လိုက်မှမကင်စိတ်ဆိုးပြီဟမ်ဒီနေ့ဘုရားခင်ကျွန်တော်ဆုတောင်းတဲ့အချိန်တိုင်းကိုမျှော်လင့်နေတဲ့ဘုရားဖြစ်တယ်ဘာလို့လဲဆိုရင်တင့်ကိုကယ်ခဲတဲ့နေ့ရက်ကိုအများအားသတိရမို့ဆိုဘုရားတိရဲ့ဘုရားကိုယုံခဲ့တဲ့နေ့ကိုအများအားသတိရတယ်တလားဟမ်အခုလောကမှာဆိုရင်ကိုမွေးတဲ့နေ့ပေါ့နော်ကိုမွေးတဲ့နေ့ဆိုရင်ဘောတော့ငယ်ပြီမဲ့အမေတွေဘလောက်လဲစိတ်လှုပ်ရှားလဲမွေးနေ့ပွဲတွေကျင်းပါတယ်ဟုတ်တယ်မလားခုနကပဲစူရင်းအမွေးနေ့ပွဲကျင်းပါတယ်လားဟမ်ဆိုတော့မလီမျော်လင့်ပဲကိတ်တွေဝယ်ပြီးတော့သူသိတယ်မလားသူတော့မအဲစိတ်လှုပ်ရှားနေတာသူမမျော်လင့်တဲ့အရာပေါ့နော်သူတက်တာမှဖြစ်သွားတာတွေပေါ့နော်ဒီနေ့ဘုရားသခင်ကိုတည်တဲ့နေ့ရလဲကျွန်တော်တို့မမျော်လင့်တဲ့နေ့ရဖြစ်တယ်ဒါပါလဲဘုရားသခင်ဖန်ဆင်းတဲ့နေ့ရဖြစ်တယ်အဲ့ဒီစိတ်လှုပ်ရှားမှုကအမြဲတမ်းဘာဖြစ်နေရမှာလဲအသက်တာထဲမှာရှိနေရမှာနော်ဟိုယုံလိုက်တဲ့အချိန်လောက်ပဲမဟုတ်ဘူးဟိုယုံလိုက်တဲ့အချိန်ဆိုရင်ရောသတိတွေပါတယ်ရဘယ်လိုပြောမလဲဟိုတက်တွေဘာတွေခံဟုတ်တယ်မလားသူဘယ်လိုဖျားတိခဲ့လဲသူဖျားတိတဲ့ချင်းသူဘယ်လိုဖြစ်ခဲ့လဲအဲ့ဒါတွေကိုသူအများအားတက်တွေခံအဲ့ဒါလေးပဲမဟုတ်ဘူးဖျားတိပြီးတဲ့နောက်ပိုင်းမှာနေ့ရက်စီတိုင်းအဲ့လိုပဲကျွန်တော်ဘာလို့ဟုတ်လို့လဲဘုရားနဲ့စိတ်လှုပ်ရှားပြီးအသက်ရှင်လို့အရာကြီးကြီးတယ်ဘာလို့ဆိုဗျာဒိတ်တော်အချက်ဟုမူကနှစ်သက်ဖွယ်သောအချိန်နဲ့တင့်စကားကိုနားထောင်ပြီးဘုရားနားထောင်ခဲ့တဲ့အချိန်ဟုတ်တယ်အဲ့ဒီအချိန်ကကဲအခုကဘုရားနားမထောင်ဘူးလားအချိန်တိုင်းဘုရားခင်တင့်စကားကိုနားထောင်ခြင်းတယ်တင်းတော့ခောက်ဝေးနေနေတာသိလားဟမ်အချိန်တိုင်းဘုရားခင်တင့်စကားကိုနားထောင်ခြင်းတယ်တင်းစကားကိုနားထောင်ပြီးကဲတရနေ့ရက်ကာလ၌တင့်ကိုကမဆာပြီးပြီးကဲတရနေ့ရက်ကာလမှာပဲမဟုတ်ဘူးကဲတင်ပြီးတာနဲ့အဲ့ဒီကနေစပြီးမှကျွန်တော်အသက်တာကိုဘုရားခင်ဘာလို့နေလဲမဆာနေတာနော်နေ့ရက်စီတိုင်းမဆာနေတာတင်ဘယ်တော့ကဲတခြင်းရလိုက်လဲအဲ့ဒီနေ့ကစပြီးမှအခုချိန်ဒီဘုရားခင်တင့်ကိုဘာလို့နေလဲမဆာနေတယ်ဒါစိတ်လှုပ်ရှားစရာလေဟုတ်တယ်မလားဟမ်အဲ့ဒီနေ့ပဲမဆာတော့မဟုတ်ဘူးအခုချိန်နေတဲ့ဘုရားခင်ဘာလို့နေလဲကျွန်တော်ကမဆာနေတယ်ခုလာဒီနေ့ယခုပင်နေ့ရက်နှစ်သက်ဖွယ်သောအချိန်ရှိတဲ့ဒါကြောင့်အခုပဲပါလဲနှစ်သက်ဖွယ်သောအချိန်ပြောချင်တာအခုဆိုတာကနေ့တိုင်းကဘုရားသခင်နှစ်သက်ဖွယ်အချိန်ဖြစ်တဲ့အတွက်အဲ့ဒီအချိန်မှာဘာနဲ့တွေ့ပါလို့ပြောတာဘုရားအချိန်ပေးဘုရားကိုကျွန်တော်တို့အချိန်ပေးတဲ့နေ့ရက်စီတိုင်းကဘာလဲနှစ်သက်ဖွယ်သောအချိန်ဖြစ်တယ်ဟုတ်ပြီလားပြီးရင်အဲ့ဒီနေ့ကဘာနဲ့တူလဲကဲတင်ဟာနေ့ရက်ကာလကဲတင်ဟာနေ့ရက်ကာလကအခုဒီနယူးယောက်ပဲမဟုတ်ဘူးနော်လွန်ခဲ့တဲ့နှစ်မှာလည်းဘုရားနေကျွန်တော်မကယ်ဘူးလားကဲခဲ့တာပဲလေဒီနှစ်မှာလည်းဘုရားကယ်မှာပဲလာမယ့်နှစ်မှာလည်းကယ်မှာပဲဟုတ်ပြီလားနေ့တိုင်းဟာကျွန်တော်တို့အတွက်ကဲတင်ဟာနေ့ရက်ကာလနှစ်သက်ဖွယ်သောအချိန်ဖြစ်တယ်ဟုတ်ပြီလားအဲ့ဒီအရာလေးကိုကျွန်တော်ယူပြီးမှခုနကျွန်တော်ဟောလဲအေဖက်အခန်းကြီးက15နဲ့18ပေါ့နော်15နဲ့18တွေကျွန်တော်ပါမှာပါပြီဒီချမ်းပိုက်လေးရတယ်ပဲကျွန်တော်ပြန်ပြောရလို့ပြောချင်တယ်ဟိုကြောင့်ပညာမဲ့ခဲ့သူမဟုတ်ပညာရှိခဲ့သူစစ်စစ်မြင့်မြင့်ကျင့်ဆောင်ပြီးအကြောင်းသတိပြုကြလောဘုရားခင်ကျမ်းစာအပြပါပြောလဲအခုကျွန်တော်တို့ကဘုရားမသိတော့ကတော့ပညာမဲ့တဲ့သူတွေပဲဟုတ်ပြီလားဘုရားရဲ့ဉာဏ်ပညာဘာတစ်ခုမှမရှိဟိုလောကပညာရှိတိုင်းပညာရှိလို့ပြောလို့မရဘူးဒီနေ့ဘုရားရဲ့နှုတ်ပတ်တော်ပညာဘုရားပေးခြင်းတဲ့ပညာဘုရားပညာရှိမှပဲကျွန်တော်ကဗာလဲပညာရှိဖြစ်တာဒါကြောင့်ကျွန်တော်တို့အသက်တာကဗာလဲပညာရှိခဲ့တော်လို့ပြောထားတယ်ဘယ်လိုလဲပညာရှိခဲ့တော်ဒါဆိုတင်ကပညာမဲ့တဲ့သူလားပညာရှိတဲ့သူလား
တရားသိတဲ့သူကပညာရှိတဲ့သူနော်ဟိုလောကရဲ့အတန်းတွေကိုတွားကြည့်မနေနဲ့ငါတော့မအောင်ခဲ့ဘူးက6တော့မအောင်ခဲ့အဲ့ဒါပြောစရာအကြောင်းမရှိဘူးဒီနေ့သင်ဘုရားသိလားမသိလားအဲ့ဒါအဓိကပဲသင်တကယ်ပဲဘုရားသိတယ်ဆိုရင်ပညာရှိတဲ့ကဲတော့စစ်မြင့်ကျင့်ဆောင်ပြီးအကြောင်းကဲပညာရှိတဲ့လို့ကျွန်တော်ဘာလို့ရမလဲလှုပ်ဆောင်ရတော့မယ်ဟုတ်ပြီလားအဲ့ဒီအတွက်ကျွန်တော်ဘာလို့ဖို့လို့လဲ review ဒီနေ့လောကကြီးမှာနေ့တိုင်းဖြစ်နေတဲ့အရာကိုကြည့်လိုက်လေဟုတ်ပြီလားပြုတဲ့ကြားတဲ့ကနေဒီနေ့ဒုက္ခရောက်တဲ့သူတွေအများကြီးရှိလောကမှာတလောက်သတိထားပြီးအသက်ရှင်နေတာတော့မှဘယ်လိုကြောင့်မလဲဘာလဲအမှမထင်ဖြစ်တဲ့အရာတွေမရှိဘူးလားအများကြီးရှိတယ်သတိမထားတာမဟုတ်ဘူးနော်သတိထားရတာနဲ့ဖြစ်နေတာဟုတ်တယ်မလားဟုတ်နိုင်ငံတိုင်းမှာ disaster ဖြစ်နေတယ် disaster လို့ပြောလိုက်ရင်လေကျွန်တော်တို့ကတော့ဘေးအန္တရာယ်လို့ပြောတာပေါ့နော်တကယ်အဲ့ဒီဘေးအန္တရာယ်အလကားလာတာမဟုတ်ဘူးနော်ဒါတွေလားလူတွေရဲ့ဘယ်လိုကြောင့်မလဲစီးမဆောင်မှုလှုပ်ချင်တာလှုပ်ပြီးသိတယ်မလားဖြစ်ပျက်ခဲ့တဲ့အရာတွေတစ်ခုစီတိုင်းပဲဘုရားသခင်အလကားအနေနဲ့ဘယ်လိုကြောင့်မလဲဘာလဲတော်မီလာအောင်တာတို့မြို့မီလာအောင်တာတို့အခုကယ်လီဖိုးနီးယားဖြစ်သွားတယ်သိတယ်မလားဒီအဲ့ဒီဘောလီဝုဒ်တစ်လျှောက်အားလုံးမီလာအောင်သွားတာတကယ်ချမ်းသာတဲ့ဘယ်လိုကြောင့်လဲရက်ွက်တွေလို့ပြောရင်ရအောင်ပေါ့နော်မီလောင်တော့အားလုံးဘောလီဝုဒ်မင်းသားမင်းသမီးတွေဟူပြီးအားနဲ့ချီပြီးမှပစ္စပုံခံပြီးစောက်ထားတဲ့အိတ်တွေဘူးမှမချအားလုံးလောင်သွားတာအဲ့ဒါဘယ်လိုလုပ်ပြီးအစိုးရလည်းပြန်ရောတော့မှလဲနော်ဘာလို့အစကတည်းက disaster လို့ပြောထားတာဟုတ်တယ်မလားdisaster လို့ပြောလိုက်ရင်ကြတော့တချို့တွေကြတော့act of God လို့ပြောတာပေါ့နော်ဒါဘုရားလောက်တာဘုရားလောက်တာဆိုရင်မှနောက်ဆုံးဘုရားနဲ့တော့ fight တဲ့လူတွေရှိသေးတယ်ဘုရားစီသွားဖို့ဘာလို့လဲမဆိုင်ဒါဘုရားလောက်တာဒီနေ့အဲ့ဒီအရာကြီးကိုကျွန်တော်တို့ဘုရားလောက်တယ်လို့ပြောလို့ရမလားမရဘူးတကယ်တမ်းကျရင်စဉ်းစားမယ်ဆိုရင်ဒါဒီအရာတွေအလုံးခုစီတိုင်းကပါလေလူအားဖြင့်ဖြစ်တဲ့အရာတွေပဲအခုကြည့်ပင်လယ်မှာဆူနာမီဖြစ်တယ်ဘာလို့ဖြစ်လဲဘာလို့လဲဆိုသူတို့ကဆက်မှာတုံးတယ်အဲ့ဒီပျက်စီးသွားတဲ့ပျက်စီးတွေပေါ့နော်ပုံသွားတဲ့ပျက်စီးတွေကိုအားလုံးပင်လယ်တော့ပစ်ချတယ်အဲ့ဒီဆက်ပျက်စီးတွေကယူရီနေရီယန်တို့ဘာလို့သိတယ်မလဲအဲ့ဒီဓာတ်တွေပါတယ်အဲ့ဒီဓာတ်တွေကဟိုအောက်မှာကြားလိုက်မြေကြီးကိုဘာလို့စေလဲပူလောင်စေတယ်အဲ့ဒီပူလောင်ခြင်းအားဖြင့်ဘာဖြစ်သွားလဲရေတွေပေါက်ကွဲမြေတွေပေါက်ကွဲမှာဆူနာမီတွေဖြစ်တာဟုတ်တယ်ကျွန်တော်ကြည့်လိုက်တော့ disaster ပေါ့သူဖြစ်တာမဟုတ်ဘူးဒါတွေအားလုံးကဘာလဲလူတွေရဲ့သတိမထားမှုကြောင့်ဖြစ်တဲ့အရာတွေပဲဒါကြောင့်ဒီနေ့ကျွန်တော်အသက်တာထဲမှာကျွန်တော်တို့ကတော့သတင်းတွေအများကြီးကြည့်နေရတာပဲလေဟုတ်တယ်မလားကိုပြမဖြစ်နေဖြစ်တဲ့အရာတွေအားလုံးကိုကျွန်တော်ကြည့်နေတယ်ဘယ်လို scientist တွေကလည်းအဲ့ဒီအရာနောက်ကိုပဲလိုက်နေတယ်ဒါဘယ်လိုဖြစ်လဲဘာဖြစ်လဲဟုတ်တယ်မလားဒီနောက်ကိုပဲလိုက်နေတယ်အဲ့ဖျားနောက်ကိုလိုက်တယ်ဆိုတာရှိလားမရှိဘူးနော်အဲ့ဒီမကောင်းတဲ့အရာတွေဖြစ်ပျက်တဲ့နောက်ွယ်မှာပေါ့နော်ဘုရားကိုသူတို့မမြင်ဘူးအဲ့ဒီမှာပဲရှုပ်နေတယ်သူတို့အဲ့ဒါကိုပဲရှာဖွေအဲ့ဒါကိုပဲရလုံနေပြီးမဖြစ်ဖို့အတွက်သူတို့အဲ့ဒါတွေကိုပြန်ပြီးမှမလုပ်လဲကြိုတင်ကွဲခါတာတော့ဘာလို့တော့လောက်ကြတာပေါ့ဒါပေမဲ့ဘယ်လောက်နိုင်လို့ဟုတ်ကဲ့မလဲ disaster ဖြစ်တယ်ဆူနာမီဖြစ်တယ်အဲ့ဒီနောက်ပိုင်းမှာသူတို့ဘာလို့လဲစက်ကရိယာတွေတတ်တယ်ဆူနာမီမလာခင်အတန်လေးတွေပါတယ်နော်ပြီးတဲ့ဆက်တွေပါတယ်တတ်လာပေါ့တတ်ပေမဲ့လည်းအဲ့ဒီအရာတွေကဘယ်လောက်များကျွန်တော်တို့ကွဲခါနိုင်ပါလဲကွဲခါနိုင်မယ်လို့ထင်လို့လားအဲ့ဒီအရာတွေကျွန်တော်တို့မကွဲခါနိုင်ပါဘူးဒါကြောင့်နေ့ရက်တိုင်းဘုရားသခင်နဲ့ပဲကျွန်တော်ဘာလို့ဖို့လို့လဲလူသွားဖို့လို့မနေ့ကလည်းဒီအကြောင်းနဲ့ပတ်သက်ပြီးကျွန်တော်ဝင်ရနေတယ်ဗီဒီယိုဆက်လက်ပြီးကျွန်တော်ဝင်ရမှာဖြစ်တာပေါ့နော်ဘာလို့လဲဆိုရင်အခုလောလောဆယ်အသက်တာကိုတော့ကျွန်တော်တို့မြင်တွေ့ရပေမဲ့လည်းအနာဂတ်ဆိုတာရှိတယ်လေ future ဒီအနာဂတ်ဘယ်သူလက်ထဲမှာရှိလဲမနေ့ကဘာဖြစ်မယ်ဆိုတာဘယ်သူသိလဲဘယ်မှမသိဘူးဘယ်သူမှမသိဘူးဒါပေမဲ့အဲ့ဒီမနေ့ဖြာအတွက်ကျွန်တော်စိတ်ချခြင်းတယ်ကွာဟုတ်တယ်မလားဒီတော့မသိဘူးဒါပေမဲ့စိတ်ချခြင်းတယ်ဘယ်လိုစိတ်ချမှာမနေ့ဖြာအတွက်ဒုက္ခဖြစ်ခြင်းတယ်ကွာမစိုးရိမ်ခြင်းဘူးဘယ်လိုလုပ်မလဲကြဘာသာရွတ်မလားဘုရားကျောင်းသွားမလားအလူလုံးမလားဘယ်လိုလုပ်မလဲဘယ်လိုမှလုပ်လို့မရ
အဲ့ဒီအနာဂတ်ကိုပိုင်တဲ့သူကိုရှာတော့ဟုတ်တယ်မလားအနာဂတ်ကိုသူပိုင်ကြားတယ်ယေရှုတော်မှာသူ့လက်ထဲမှာရှိတယ်ဒါဆိုရင်သူ့ကိုသင်ရှာတော့ဟုတ်ပြီလားသူ့ကိုသင်ရှာပြီးမှသူ့ကိုကိုကယုံကြည်ကူးစားထားတယ်ဆိုရင်အနာဂတ်မှာဘာဖြစ်ဖြစ်ကျွန်တော်တို့စိုးရင်စရာလားဘာမှစိုးရင်စရာမရှိဘူးဟုတ်ပြီလားဘာမှစိုးရင်စရာမရှိဘူးကျမ်းစာကတော့ပြောတာဗောဘာပြောထားလဲကျမ်းစာခုနဖတ်တော့ဟမ်ကို16မှာကြည့်မယ်ဆိုရင်ယခုနေ့ရဲ့ကာလတို့သည်စိုးရုပ်သောကြောင့်အခုနေ့ရဲ့ကာလတွေကဘာဖြစ်နေလဲစိုးရိမ်ကျမ်းစာပြောပြီးစိုးရုပ်နေတဲ့ကာလဒီကာလအဲ့ဒီစိုးရုပ်နေတဲ့ကာလမှာတော့မှဘာရှိလဲကဲတင်ရနေ့ရဲ့ကာလရှိတယ်နော်အဲ့ဒါကိုရစေချင်တယ်ဟုတ်တယ်စိုးရုပ်တဲ့ကာလရှိတယ်ဟုတ်တယ်နော်ဒါတွေကဖျားမသိတဲ့သူတွေအတွက်ပေါ့အဲ့မဲ့ဖျားသိတဲ့သူတွေအတွက်တော့ဘာကာလရှိသေးလဲကဲတင်ရနေ့ရဲ့ကာလရှိတယ်ကဲတင်ရနှစ်သက်ဖွယ်သောအချိန်ရှိတယ်အဲ့ဒီမှာဟုတ်ပြီလားစိုးရုပ်နေတဲ့ကာလအထဲတဲ့ကနေနှစ်သက်ဖွယ်အချိန်ကိုတွေ့မြင်ဖို့ရယူဖို့ဆိုတာကမလွယ်ဘူးဟုတ်ပြီလားဘုရားမှမရှိလို့ရှိရင်ပေါ့နော်ဒါကြောင့်ယခုနေ့ရက်ကတော့ဆိုရတော့ကြောင့်ကာလအချိန်ကိုဘာလို့ရွေးနှုတ်ကြလော့ကာလအချိန်ကိုဘာလို့ဖို့လို့လဲရွေးနှုတ်ဒီဆိုရတဲ့ကာလမှာမြင်မဲ့လဲဩဆိုရနေတဲ့ကာလပဲငါလဲဆိုးရွနဲ့ပဲအသက်ရှင်မယ်လို့ပြောလို့ရမလားပြရတယ်အဲ့လိုအသက်ရှင်လို့မရဟုတ်ပြီလားလောကသားတွေလို့ရေးလိုက်ငါလိုက်အသက်ရှင်လို့ရလားကျန်တဲ့လောကသားတွေတော့ပျော်ရှင်ပြီးမှအသက်ရှင်နေတာငါတို့လည်းအဲ့လိုပဲအသက်ရှင်မယ်ဆိုရင်ပြတ်တာမဘာပြောက်သွားလဲသိလားနှစ်သက်ဖွယ်အချိန်ပြောက်သွားတယ်လားအဲ့ဒီနှစ်သက်ဖွယ်အချိန်ပြောက်သွားလို့ဟာလို့တင်းဘွားလောကမှာအသက်ရှင်တာဘာအကျိုးမှမရှိတော့နော်လားအဲ့ဒီအချိန်ကိုကျွန်တော်ရစေချင်တာနော်အဲ့ဒီနှစ်သက်ဖွယ်အချိန်ဘယ်လောက်ပြောစရာကောင်းလဲသိလားဘုရားနဲ့ကိုအတူရှိတဲ့အချိန်ဟုတ်တယ်ရတာဘုရားကိုမဆားတဲ့နေ့ရက်ကာလဟုတ်တယ်အဲ့ဒါကိုရွေးနှုတ်ခိုင်းတာဟုတ်တယ်မကောင်းတဲ့အချိန်မှမြင်မဲ့လေအဲ့ဒီထဲမှာဘုရားပြင်ဆင်ထားတဲ့ကျွန်တော်တို့အတွက်နှစ်သက်ဖွယ်အချိန်မရှိဘူးလားရှိတယ်အဲ့ဒါကိုသင်မြင်တတ်ဖို့အရေးအဲ့ဒီအချိန်ထဲမှာသင်ရောက်ဖို့အရေးကြီးတယ်ဟုတ်ပြီလားဘလောက်ပဲစိုးရုံနေပါစေဘုရားသခင်ကကျွန်တော်တို့ကိုဗာလဲပညာမဲ့လို့မပြောဘူးပညာရှိလို့ပြောထားတယ်ဘုရားဖြစ်တယ်ဟုတ်ပြီလားဒါကြောင့်ကျွန်တော်တို့စဉ်းစားရမယ့်အရာအခုဒီကျမ်းပိုက်ကနေပေါ့နော်စဉ်းစားမယ့်အရာ၄ခုကျွန်တော်ပြောမယ်အရာအရေးကြီးတဲ့အချက်ပေါ့နော်အရေးကြီးတဲ့အချက်၄ချက်ပထမအချက်ကဒီကဘာပေါ်မှာအသက်ရှင်နေသည်၍ကျွန်တော်တို့ရဲ့အချိန်ဟာအကန့်အသတ်ရှိတယ်ဆိုတာကိုနားလဲဘာရှိလဲအကန့်အသတ်ရှိတယ်ဒီလောကမှာဘလောက်အသက်ရှင်ရမလဲဘုရားကန့်သတ်ပြီးသားဟုတ်ပြီလားဘန်ကောက်မှာတင်ဘလောက်ဘယ်နှစ်နေရမလဲဘုရားကန့်သတ်ပြီးသားတချို့တယ်ဘန်ကောက်မှာတက်လုံးနေမှာဗမာကြီးမကောင်းတာဟုတ်တယ်မလားဘန်ကောက်မှာပဲနေတော့မယ်ဒီမှာပဲအိမ်ဝယ်တော့မယ်အဲ့လိုလူတွေအများကြီးရှိတယ်အဲ့ဘုရားအရာခတ်တင်ကဘယ်သူလက်ထဲမှာရှိလဲဘုရားခင်လက်ထဲမှာရှိတယ်မြန်မာနိုင်ငံဖုတ်နဲ့ကောင်းသွားရင်ကောဒီနိုင်ငံတက်ပိုးပြီးကောင်းသွားရင်ကောမဖြစ်နိုင်ဘူးလားဖြစ်နိုင်တာဗောဘုရားခင်လက်ထဲမှာရှိဟုတ်ပြီလားအဲ့မဲ့အချိန်တိုင်းမှာနှစ်သက်ဖွယ်တဲ့အချိန်ကိုတော့သင်ရွေးနှုတ်ထားဟုတ်ပြီလားဘုရားခင်မဆားတဲ့အချိန်ကိုတော့သင်ရွေးနှုတ်ထားဒါကြောင့်ပထမအချက်ကျွန်တော်ဗာပြောလဲဤကဘာပေါ်မှာကျွန်တော်ရဲ့အချိန်ဟာဗာလဲအကန့်အသတ်ရှိကြောင်းသိရှိနားလဲငါအချိန်ကအကန့်အသတ်ရှိပါလားကဲကိုယ့်ရဲ့အချိန်ကအကန့်အသတ်ရှိတယ်ဆိုရင်ကိုဘယ်လိုအသက်ရှင်မလဲတတိလက်လို့အသက်ရှင်တော့မှာလားမရှင်တော့ဘူးနော်ကဲဆာမွေးမဖြေဘူးတဲ့သူတွေသိမှာပေါ့ဟုတ်တယ်မလားကဲဆာမွေးဖြေဖို့အချိန်ဘယ်လောက်ပေးလဲတစ်နာရီနှစ်နာရီထားလိုက်ဟုတ်တော့အဲ့ဒါကန့်သတ်ထားတာလေဟုတ်ပြီလားတနေ့လုံးဖြေလို့ရတယ်ဆိုရင်တော့အေးစိတ်ထိုင်နေမှာပေါ့ဟုတ်တယ်မလားကောင်းအောင်စဉ်းစားရင်းနဲ့နှစ်နာရီအချိန်အတွင်းမှာအောင်ဖြေရမယ်ချွေးတွေထွက်ပြေးရတယ်တော့သိတယ်မလားစာရရင်တော့တစ်မျိုးပေါ့မရရင်တော့သိတယ်မလားlevel ညောင်းဟိုကြည့်ဒီကြည့်နေဘသူစီကသိတယ်မလားကြည့်လို့ရမလဲပေါ့နော် level ညောင်းချူကလည်းထွက်အချိန်ကလည်းကုန်တော့မယ်စာမရတဲ့လူကိုအမြဲတမ်းကြည့်သူဘာကိုကြည့်နေလဲသိလားအချိန်ပဲကြည့်နေတာတကယ်ပြောတာ
တာနဲ့မှာဆာမဖြေတော့မှဆိုဆာမရတဲ့လူပါကြည့်လေဟမ်ဟိုဘာလဲဦးရအဲ့ဒီအဆောက်နေတဲ့ဆရာမကိုကြည့်မယ်ဆရာကိုကြည့်မယ်ပြီးအချိန်ကိုကြည့်မယ်ဘယ်အချိန်ပြလို့ငါဆာရလိုက်လူမလဲဘောတော့ဟုတ်တယ်မလားဟမ်ဒါကြောင့်ကျွန်တော်တို့အသက်တာလဲအဲ့လိုပဲဗောဘာဖြစ်လဲ limit ရှိတယ်ဟမ်လောက်တော့ဆရာကောင်းတယ်ကြည့်အဲ့ဒီ limit ထဲမှာကျွန်တော်တို့အခုဘာလုပ်နေလဲအသက်ရှင်နေတာလေဒီနေ့ကျရင်ဒီလောကကိုသင်ဆုံးခွာရတော့မှာဟုတ်တယ်မလားဘယ်အချိန်ဆုံးခွာမလဲဆိုတာပဲမသိတာတင်ပြီးကိုယ်လည်းပေါ့ဟုတ်တယ်မလားတယောက်ပြီးတယောက်သွားနေတာပဲဟမ်တယောက်ပြီးတယောက်သွားနေတာပဲလေသူတို့မျက်စိအောင်မှာပဲဘယ်နည်းရောက်သွားလိုက်ပြီလဲကျွန်တော်ငယ်ချင်းအနိကအတူအသက်ရှင်တဲ့ငယ်ချင်းဖုတ်ကနေပြောက်သွားပြောက်သွားတော့မှဗာလဲ AIDS နဲ့ပေါ် AIDS စီမလည်းမသိသေးလားအတူတူစားနောက်မှသူယောဂသွားရှာကြည့်မ AIDS ရသွားပါပြီတော်တယ်ကိုတော့မကူးပါဘူးအတူတူစားတာနော်အတူတူနေတာသူနဲ့အခါထဲမှာသူအိမ်ထဲဖြစ်နေမှမသိဘူးနောက်မှAIDS ကလည်းကိုကိုထိန်းလို့ရှိရင်တော့ကြာနေလို့ရပါတယ်သူကအရင်စိတ်ဓာတ်ကျသွားတော့ကိုက AIDS ဖြစ်ပြီဆိုမှစိတ်ဓာတ်ကျသွားတယ်ဘယ်နှလားမှအသက်မရှင်လာရောက်သူတည်သွားတယ်ဒါကြောင့်ကျွန်တော်တို့အသက်တာဆိုတာဘာရှိလဲအကန့်အသတ်ရှိတယ်ပြောလိုက်သင်အသက်တာအကန့်အသတ်ရှိတယ်နော်လို့အရင်ကြီးပြောပြီးအသက်ရှင်နေနဲ့လွတ်ပြီးမှကျိုးပြတ်သွားတဲ့ဥစီပေါင်းလို့မရတော့တနည်းတော့တိုက်ပြီးကွဲသွားမှာပဲအဲ့ဒီကွဲတဲ့အစလေးကိုသွားပြီးသွားကင်လဲဘာလို့တော့မှလဲတဲ့မလားတပိုက်ဖတ်ရအောင်ဆာလံ39ရဲ့လေဆာလံ39ရဲ့လေအိုးထာဝရဘုရားကျွန်ုပ်သည်ကိုပြတ်တတ်သောသဘောကိုသိရပါမည်အကြောင်းကိုပြတ်တတ်သောသဘောအဲ့ဒါကိုပြတ်တတ်တဲ့သဘောဆိုတာဒီခန္ဓာကိုယ်ကဘယ်ချိန်မဆိုပျောက်သွားနိုင်တယ်အဲ့ဒါကိုပြောတာသင်ခန္ဓာဒါပေမဲ့ဝိညာဉ်ပဲမပျောက်တာလေအဲ့ဒါမှဒီခန္ဓာကိုယ်တော့ဘယ်ချိန်မဆိုပျောက်သွားနိုင်တယ်ကိုပြတ်တတ်သောသဘောကိုသိရပါမည်အကြောင်းအဲ့ဒါကိုကျွန်တော်ဘာလို့လို့လဲသိပါတဲ့ပြောချင်တာသင်ရဲ့ခန္ဓာကိုယ်ကမတည်မြဲဘူးအကန့်အသတ်ရှိတယ်နော်ဆိုတော့သင်သိတော့လို့ပြောတာဟုတ်ပြီလားအမှလည်းသူကအချိန်ကိုရွေးနေမှာလေသူကောင်းကောင်းအသက်ရှင်မှာလေဟုတ်တယ်မလားသိရပါမည်အကြောင်းကျွန်ုပ်ဤလမ်းဆုံးကို၎င်းကျွန်ုပ်ဤအသက်အပိုင်းအခြားကို၎င်းသိစေတော်မူပါတဲ့ဒီစမ်းလူတွေကဒါတွေကိုသတိမထားဘူးနော်အဲ့မဲ့ခရိယန်တွေကဆွတောင်းတာဟုတ်ဟောဘုရားသခင်ကျွန်တော်ရဲ့အဆုံးရှိတယ်ဟုတ်တယ်နော်ဘုရားသခင်ကန့်သတ်ထားတဲ့ထာဝရအသက်ဆိုတာထာဝရအသက်ပဲထာဝရအသက်ရှင်မှာဟုတ်တယ်ပြောချင်တာဒီလောကမှာကျွန်တော်ရဲ့အသက်တာဗာလဲအကန့်အသတ်ရှိတယ်ဟုတ်ပြီလားအချိန်အပိုင်းအခြားရှိတယ်အဲ့ဒါကိုသိပါလို့ပြောတာကဲလာမယ့်နေ့တင်သေးမယ်ဒီနေ့ပဲရှိတယ်ဘာလို့မလဲကြားတဲ့တင်ကိုပြောလိုက်ပြီဒီနေ့မင်းရဲ့အသက်တာနောက်ဆုံးတော့လာမယ့်နေ့မင်းကခေါ်ပြီလို့ပြောရင်ကိုဒီနေ့ဘာလို့မလဲဘုရားအသက်ရှင်တော့မယ်ဟုတ်တယ်မလားအကောင်းဆုံးအသက်ရှင်မှာဘုရားအတွက်သူလှုပ်တော့ဟုတ်မှာပဲဘုရားကိုတည်တဲ့သူကတော့ဟုတ်တယ်မလားဟာသူအသက်မရှင်တော့ဘူးအပြစ်လုပ်ဖို့လည်းသူကြောက်ဘုရားတည်တဲ့သူတွေဘုရားမတည်တဲ့သူတွေစားချင်တာလိုက်စားမယ်တဲ့နော်လာမယ့်နေ့တည်မယ်ဆိုတော့ဒီဆာလံ90ရဲ့30တော့ချက်တော့ဖတ်ရအောင်ဆာလံ90ရဲ့30ကျွန်တော်တို့အသက်အရွယ်သည်အနည်း90အတိုင်းရှိပါ၏ဘယ်လောက်လဲ90အသက်ရှင်မလား9090တိရှိနိုင်ပါတယ်ဘယ်အသက်သားလို့90တိရှိရပါတော့အာကြီး၍အနည်း80ပြည့်တော်လဲကဲအာကြီးတယ်ဆိုတာကကမ္မကြီး life style မှာခွန်အားနဲ့ပြည့်စုံတဲ့သူတွေကြတော့80ပြည့်အသက်ရှိဟုတ်ပြီလားကိုယ့်ရဲ့အသက်တာအပိုင်းအခြားအကန့်အသတ်ရှိတယ်ဆိုတော့လေလက်မခံခြင်းအားမလဲဘူးဒီနေ့ကျွန်တော်ယုံကြည်သူတွေအရောက်စီတိုင်းကတော့ကိုယ့်ရဲ့အသက်တာပါလေကန့်အသတ်ရှိတယ်မကြခင်တက်တော်နဲ့တွေ့ရတော့မယ်။ညာနဲ့ထောရအရှင်ရတော့မယ်။အဲ့တော့ဒီအချိန်လေးကိုကျွန်တော်တို့ဘာလို့လို့လဲရွှေနှုတ်တပ်ပေါ်ရရေးကြည့်။ဟုတ်ပြီလား။အဲ့
အဲ့ဒါဗာလဲပထမအချက်ပေါ့နော်ဘို့အရင်တော့ပေါ့နော်ဗာလဲရ People magazine တခုမှာပေါ့ People magazine တခုမှာနိုင်တခုကြော်ညာတယ်အဲ့တော့မထွက်ခဲ့ပါဘူးသူတို့ကြော်ညာတာပဲဟုတ်တယ်အဲ့ဒီနိုင်ကဘာကိုပြောနိုင်လဲဆိုရင်သင်ဘယ်တော့တည်မလဲဆိုတဲ့အချိန်ကိုပြနိုင်တဲ့နိုင်ဟုတ်ပြီလားအဲ့ဒီနိုင်ကိုသူက dead ahead ဆိုရင်မှသူကနာမည်ပေးထားတယ် dead ahead အဲ့ဒီနိုင်ကိုထုတ်ဖို့ပေါ့နော်သူတို့ဟိုရလောက်ခဲ့တယ်အဲ့ဒီနိုင်ထဲမှာတင်းရဲ့အသက်ကိုထက်အခုရှိနေတဲ့အသက်ကိုထက်ပြင်ပြန် male လား female လားပေါ့နော်ဟုတ်ပြီလားအဲ့ဒါကိုထက်အဲ့လိုက်လို့ရှိရင်အဲ့ဒီနိုင်ကသင်ဘယ်တော့တည်မလဲဆိုတော့ပြရတယ်အဲ့ဒါသူတို့ကရောက်မို့တော့ဒေါ်လာ99.95ဒေါ်လာတဲ့အဲ့တော့ကြီးဈေးလိုက်မကြည့်ဘူးအဲ့ဒီနိုင်တော့ပေါ်လို့ရှိရင်လူတိုင်းဝယ်မှာသိလားဝယ်မှာလားဝယ်မှာတယ်မဟုတ်လားဝယ်မှာကိုယ့်ရဲ့အသက်ကိုထိုင်မအောင်ငါဘယ်တော့တည်မလဲဆိုတာတို့ဒီတော့ဝယ်ကြမှာနော်ဟုတ်တယ်မလားအားပဲဖြစ်ဖြစ်ကွာကိုဘယ်တော့တည်မလဲဆိုတာသိလို့ရှိရင်ဟုတ်တယ်မလားလှုပ်ရှားရှိတာမြန်လှုပ်လို့ရတာပေါ့ယုံကြည်သူမှလို့ရှိရင်တော့ဘုရားအတွက်အသက်ရှင်ဖို့ကိုကဘယ်တော့တည်ရမလဲဟုတ်တယ်မလားအခုထားလိုက်တင်80မှာတည်မယ်ဆိုရင်ငါ80မှာတည်မှာငါအခု30ပဲရှိသေးတယ်50ဒီတော့ကောင်းကဲလိုက်အောင်မယ်ဆိုဟာလားအနာရောက်မှာပဲဘုရားဦးဒီမှာအသက်ကုန်ပွေ့ဖက်လိုက်ပဲဆိုတဲ့ပုံစံအဲ့လိုလောက်ကြမှာပဲလေဒီလူတွေကအဲ့ဒါလားဟာတေခါနေကြရင်လေတဲ့မလားဘုရားနာမှာနေလိုက်မယ်ဘုရားလို့အသက်ကုန်လုံးလိုက်မယ်ပေါ့ဟုတ်တယ်မလားအနည်း50 60တော့ကိုယ့်အကိုကောင်းကောင်းကဲမယ်ပေါ့ဒါပေမဲ့အဲ့ဒီနိုင်တော့ထွက်မလာပါဘူးဒါပေမဲ့အဲ့ဒီဘာလဲဟိုရ People magazine မှာပေါ့နော်ပေါ်လာတာဟုတ်တယ်ထုတ်ဖို့အတွက်ဆိုရလုပ်ခဲ့တယ်ဒါပေမဲ့အဲ့ဒီနိုင်သာရှိမယ်ဆိုရင်အားလုံးဒီနေ့မနေ့တည်မယ်ဆိုတာကိုမသိဘူးလားသိကြပြီကဲကျမ်းပိုက်တစ်ခုလောက်ဖတ်ရအောင်ယာကုပ်အခန်းကြီးရှင်ယာကုပ်အခန်းကြီး4:73နဲ့14ကိုတစ်ချက်ဖတ်ရအောင်နော်ရှင်ယာကုပ်အခန်းကြီး4:73-14ယနေ့နေ့ဖြန်ဤမိသောမြို့သို့တွားကြကုန်ထိုမြို့၌တစ်သက်ပတ်လုံးနေ၍ကုံသွဲသဖြင့်အမြတ်ရအောင်ပြုကြကုန်ဟုဆိုတတ်တော်သူတို့နားထောင်ကြလော့နေ့ဖြန်နေ၌အဘယ်သို့ဖြစ်မည်ကိုသင်တို့မသိကြသင်တို့အသက်သည်အဘယ်သို့သောအရာဖြစ်သည်နည်းခဏထင်ရှားပြီးမှဝယ်ပြောက်တတ်သောအခုအငွေဖြစ်တဲ့ဟုတ်တယ်မလားလူတွေကကြံစီတာဗောလာမနေ့ US သွားမယ်မအလုံးလုံးမယ်ဟုတ်မလားချမ်းစီတာဗောမလဲချာဟိုနေ့သွားမယ်ဒီနေ့သွားမယ်အချမ်းစီတော့ချမ်းစီကြတယ်ဒါပေမဲ့ချမ်းသာဘာပြောလဲလက်ဖြာနေနိုင်ဘာဖြစ်မလဲဘယ်သူသိမလဲလက်ဖြာနေနော်ဘာဖြစ်မလဲတဲ့သင်တို့အသက်ဒီအဘယ်သို့သောအရာဖြစ်တဲ့နည်းတဲ့ဘယ်လိုအရာလဲခဏထင်ရှားပြီးမှကွယ်ပြောက်တော်သောအခုအငွေအဲ့ဒါကိုပဲဟုတ်လားကိုပဲလို့မှယူလိုက်ငါအခုငွေလိုပါလားအနာထင်ရှားပြီးမှမချခင်ငါကွယ်ပြောက်ရတော့မယ်ဒါဆိုမကွယ်ပြောက်ခင်တို့အသက်တော်ဘာလို့မှလဲရောက်မနာဘူးအဲ့ဒါဟုတ်ပြီလားနှုတ်ပေါ်တော့အားစပြီတို့ဆင်ချင်ဖို့ရေးကြည့်တယ်ကဲနံပါတ်1အချက်ကကျွန်တော်ဗာပြောချင်လဲဆိုရင် make the most of every opportunity အခုအရေးတိုင်းကိုအကောင်းဆုံးအသုံးချအသက်ရှင်နေသူဘုရားခင်အသင်ကိုဗာပေးမှလဲအခွင့်အရေးဆိုတာပေးတယ်အဲ့ဒီအခွင့်အရေးကိုကျွန်တော်တို့ဘာလို့လဲအသုံးချတတ်ဖို့ဒီနေ့လူတွေကလေဆင်းရဲတယ်ချမ်းသာတယ်ဆိုတာကလေအဲ့ဒီအခွင့်အရေးကိုမယူတတ်တဲ့သူတွေနော်ဒီကတိုင်းကြဟုတ်မလားလူတိုင်းကိုဘုရားခင်အခွင့်အရေးပေးတယ်အဲ့ဒီအခွင့်အရေးကိုမယူတတ်တာမယူတတ်တော့ကိုကမအောင်မြင်ဘူးပေါ့အဲကြောင့်ဒုတိယအချက်ကျွန်တော်ဗာပြောချင်လဲခွင့်ရေးကိုအကောင်းဆုံးအသုံးချဘာလို့လဲဆိုရင်ခွင့်ရနာပေါ်လို့ကဘာပြောလဲနင်းရဲ့ကာလဘာဖြစ်နေလဲဆိုးရုပ်ဟုတ်ပြီလားကောင်းတဲ့အချိန်ကများနေလားမကောင်းတဲ့အချိန်ကများနေလားမကောင်းတဲ့အချိန်ကများနေတာနော်ကောင်းတဲ့အချိန်လေးကဘာလဲအဲ့ဒီနှစ်သက်ဖွယ်သောအချိန်ကလေးရားတကယ်ကဲမဆမဲ့ကာလလေးဟုတ်မလားအဲ့ဒီကာလကကျွန်တော်တို့အတွက်ဘာလဲခွင့်ရေးအဲ့ဒီကာလကိုဒီနေ့အရောက်ဆန်းကိုဖျက်တင်ပေးထားတယ်
ရက်မှာလေကိုအလုံးနဲ့ဘလောက်ပဲရှုံနေဘုရားသခင်ကသူ့အတွက်နော်ဆိုပြီးနည်းနည်းလေးအချိန်လဲဘုရားတောင်းတတ်တယ်နားထလားအဲ့ဒါကိုရွေးပြီးမှဘုရားအတွက်ကျွန်တော်ဘာလို့ပေးအနေတော့ကိုလုံးပဲရှုံနေကွာစံစာလေးတစ်ပိုက်တော့မဖောက်ဘူးကြီးသားမမနေ့တော့လူထောက်စုမတောင်းဘူးဟမ်အမလည်းနေတဲ့ဘွယ်တော့အချိန်အမလည်းတင်းရဲ့ကဲတရားကာလရအောင်မပေးနိုင်ဘူးကြည့်အဲ့ဒီတော့စိုးရုပ်တဲ့အချိန်မှာကျွန်တော်တို့လည်းဘာဖြစ်နေလဲစိုးရုပ်ဆိုတာတက်ရှင်မှုပဲရှိတော့တယ်ဟုတ်တယ်မလားဘုရားသခင်ကျွန်တော်တို့မရွေးတတ်ဘူးဆိုရင်ဒါကြောင့်ကျွန်တော်တို့ဘုရားသခင်အတွက်ဘာလို့လဲရွေးတတ်ဖို့ရည်ကြည်တယ်ပြီးရင်အခွင့်အရေးတိုင်းကိုဘာလဲအကောင်းဆုံးအသုံးချဘုရားပေးတဲ့အခွင့်အရေးကိုကျွန်တော်မခံဘူးဟုတ်ပြီလားဟမ်အခွင့်အရေးသမားကြီးဖြစ်လို့ပြောတာတော့မဟုတ်ဘူးလို့ပြောရတယ်မလားလောကမှာခွင့်ရသမားအဲ့ဒါလောကမှာပေါ့အခုဘုရားမှာဘုရားပေးတဲ့အခွင့်အရေးကိုဘာလို့အပြည့်အဝအသုံးချဟုတ်ပြီလားစာတာကဘယ်လိုလူလဲဆိုတာကျမ်းစာပြောထားပြီးသားပဲစာတာကဘယ်လိုလူလဲဟိုမယ်လူမယ်တတ်မယ်ဟုတ်တယ်မလားအဲ့ဒါဘာလဲတင်းအချိန်ကိုနော်စာတာဒီနေ့ပေါ်တင်ကြီးလာပြီးကျွန်တော်တို့သားလို့ရလို့လားမရဘူးဘုရားကမှအခွင့်မပေးလို့ရှိရင်လေစာတာကျွန်တော်တို့ထိလို့တော့မရဘူးဟုတ်လို့လားအနားလာဖို့နေတတ်ထိလို့တော့မရဘူးအဲ့မဲ့ခိုးမယ်လူမယ်တတ်မယ်ဗာလဲတင်းအချိန်ကိုဘုရားခင်ကဖြည့်ဆည်းမှာအဲ့ဒါပဲတင်းအချိန်ကိုဖြည့်ဆည်းလိုက်တာနဲ့တင်ပါလဲပြည့်စည်ပြီသူဟာတာပဲနော်လားတင်းအချိန်ကိုဖြတ်လိုက်တာနဲ့တင်ပါလဲပြည့်ပြီပဲတင်ပြည့်ပြီပဲလူကကျွန်တော်တို့ဒီလောကရဲ့အသက်တာဆိုတာအချိန်နဲ့တော်လွဲနေတာနားလဲလားဒါကြောင့်အရောက်စီထဲမှာနိုင်ရှိတယ်မရှိဘူးလားဟမ်ဘာလို့နိုင်ကြည့်လိုက်အမြဲတမ်းဟမ်ဖုံးမကြည့်လိုက်နိုင်ပဲနိုင်ထိုးကြီးလဲ24နိုင်ပဲကြည့်နေပြီဖရားအတွက်ဘာမှအချိန်လည်းမပေးဘူးနိုင်ကြည့်တော့ခဏပဲဘာနိုင်ထိုးပြီလဲဟမ်ပြီးကိုတက်ပဲ busy ဖြစ်နေပြေးဖို့လေသိလားဟိုပြေးဒီပြေးပဲ busy ဖြစ်နေဖရားအတွက်အချိန်ပေးဖို့မဟုတ်ဘူးဟော तू ကနိုင်ကြည့်လိုက်တဲ့ဆိုရင်ငါဒီအချိန်လေးမှာဖရားအတွက်ဆူတောင်းနေတဲ့အချိန်လို့ပြောမလားမဟုတ်ဘူးငါတွားရတော့မယ်ခဏလေးတော့မတွေ့ရသေးဘူးကဟမ်အခုပဲအစည်းအဝေးပြီးသားငါတွားရပြေးဖို့စင်နေပဲတဲ့လားဆရာကအာမေးလုပ်လိုက်တယ်ဟိုတခါတော့ရောက်နေပြီသူကပပီရောပဲခဏလေးထိုင်ပြီးမိသားစုစကားပြောဖို့အချိန်လည်းမရှိဟမ်ဟိုအရဖို့အချိန်လည်းမရှိဟမ်အဲ့ဒီအချိန်လေးအားလုံးကတကယ်တမ်းကျရင်ဘယ်သူလူနေတာလဲစာတန်ဒါကြောင့်ကိုယ့်ရဲ့အချိန်ဖျားပေးတဲ့ opportunity ကိုလည်းမခံနဲ့ဟုတ်ပြီလားဘာလို့လဲဆိုရင်ကျွန်တော်တို့မှာရှိတဲ့ကောင်းတဲ့အရာလေးတွေကိုတော့မှလေအချိန်ကလှည့်စားတတ်တယ်နော်သတိထားကိုယ်မှာရှိတဲ့ကောင်းတဲ့အရာလေးတွေမှာအချိန်ကလှည့်စားပြီးမှလေအဲ့ဒီကောင်းတဲ့အရာတွေဆုံးရှုံးသွားတာကျွန်တော်ပြပေးတဲ့အရာလေးတွေပေါ့နော်ဟိုချမ်းသာမှာဆိုရင်မာတာနဲ့မာရီနဲ့မာတာကိုကြည့်ကြည့်လေဟုတ်တယ်မလားခရစ်တော်ကဘာပြောလဲဟမ်ယေရှုကမာတာကိုဘာပြောလဲလိုတာတစ်ခုပဲရှိတယ်အဲ့ဒါကိုဘယ်သူကရသွားလဲဟမ်ဘယ်သူရသွားလဲမာရိယာရသွားအခုပဲရှိတယ်တဲ့တက်တာမှာဟုတ်ပြီလားဒီမှာလိုအပ်တာအခုပဲရှိတယ်နော်အများကြီးမရှိဟဲ့လားအများကြီးနဲ့ရှုပ်မနေနဲ့ဟဲ့လားအဲ့ဒီတခုပဲတင်ယူလိုက်တခုပဲယူလိုက်ဟုတ်ပြီလားမာရိယာတော့ဘာကိုယူလဲတော်နာမှာလာပြီးမှရဲ့နှုတ်ဘတော်နာနှုတ်ဘတော်ယူလိုက်တယ်ဟုတ်ပြီလားအဲ့ဒါပဲနှစ်သက်ပဲတော့အချိန်ဆိုတာအဲ့ဒါကိုပြောတာအဲ့ဒီအချိန်ကိုဘယ်သူရွေးလိုက်လဲမာသရွေးလိုက်တယ်တင်လဲရွေးတောင်းကြိုးစားဘာလို့လဲဆိုရင်ဒီနေ့ကျွန်တော်တို့အသက်တာဆိုတာ overload ဖြစ်နေတဲ့သက်တာဟုတ်တယ်သိလား overload ဟိစီးနေတဲ့သက်တာလေဟမ်ဟိစီးနေတဲ့သက်တာဘာလို့လဲဖိစီးနေလဲဘာလို့လဲဖိစီးနေလဲတဲ့သက်တာ commitment ဒီဂတိတွေတီထားလိုက်တာဘာလဲဂတိပြီးသွားတယ်ဆိုထမ်းနေပြီသလားကိုလူဂတိပေးလိုက်ဒီလူဂတိပေးလိုက်နေအခုမှလည်းလိုက်မလာအောင်သလားပြီးဟမ် overload ဖြစ်နေရလေသိမလားပြီးနောက်ထပ်ပါလဲ possession ပိုင်ဆိုင်မှုတွေနဲ့တချို့အိမ်မှာသွားလိုက်သိလားလူနေဖို့နေရာမျိုးပစ္စည်းတွေထားတာဖမ်းပြေးနေမင်းတို့ဒီမှာအိတ်ကြလဲလို့ပြောရင်ဒီမှာပဲအိတ်ကြတင်းတင်းလေးမှ4-5-6ရက်
ပစ္စည်းတွေနဲ့ပြင်းနေတယ်လားမဆိုင်တာလေနော်ပြီးသားရှင်သူများပေးလိုက်ပေါ့တော့မလားနော်ဟိုင်လည်းနည်းနည်းပါပေါ့အခုတော့ဘာဖြစ်နေလဲ overload ထည့်နေတယ်လားပြီးရင်ဗာလဲအလုံးနဲ့အလုံးနဲ့ busy ဖြစ်နေလို့တော့ဆရာဘာပြောသွားလဲခေတ်ကနေပြောတယ်တဲ့ကျွန်တော်အလုံးများလို့စုမတောင်းနိုင်ဘူးတဲ့ဟုတ်တယ်မလားဆရာဘာပြောလဲစုတောင်းချစ်ဖြစ် busy ဖြစ်ပါလို့ပြောတယ်အလုတ်များနေတာကစွတောင်းချင်းချောင်းဖြစ်ပါစေဟုတ်တယ်နော်ဒါပေမဲ့ခရိယာတွေကပြောလဲအလုတ်များလို့စွမတောင်းနိုင်ဘူးလေကျွန်တော်ညောင်းမြန်ဖြစ်နေတာလေoverload ဖြစ်တဲ့အသက်တာတွေလေသိလားခရိယာတယောက်ကစွမတောင်းနိုင်လောက်အောင်အလုတ်များပြီဆိုရင်သိထားတော့ဒီကောင်လာမှာနော်အဲ့ဒီကောင်လာမှာတင်တဲ့ဝင်လာမှာသိလားenjoy လုပ်ဖို့လေပြင်ပါလေ overload with information information နေနဲ့ဒီတော့အများကြီးပဲဘာမှမလုပ်ဘူးဟိုလူစီရ information ယူလိုက်ပြီးအဲ့ဒီအတိုင်းလောက်တာဆိုတာလုံးဝမရှိဘူးဟုတ်ပြီလားအဲကြောင့်တို့အသက်တာဆိုတာဘာဖြစ်နေလဲ overload ဖြစ်နေတဲ့အသက်တာမဖြစ်ပါစေနဲ့ရပေးတဲ့ခွင့်ရေးကိုအကောင်းဆုံးအသုံးချဟုတ်ပြီလားကဲတတိယအချက်ကဘုရားသခင်အလိုတော်ကိုနားလည်ပါဘုရားသခင်အလိုတော်ကိုသင်ဘာလို့လို့လဲနားလည်ဖို့လိုတယ်ကျမ်းစာဘာပြောလဲပုံမှန်ကျွန်တော်ခုနဖတ်ပြီးလေအေဖက်50ခုမှာတို့ကြောင့်သတိမရှိသောသူမဖြစ်ဘုရားသခင်အလိုတော်ရှိရာကိုပိုင်းခြား၍တည်သောသူဖြစ်ကြလောဒီနေ့ဘုရားသခင်အလိုတော်ကိုပိုင်းခြားပြီးမှပြီးဖို့ဘုရားအရေးကြီးတယ်ဘုရားခင်အလိုတော်လောက်ကျွန်တော်အလိုတော်ကအရေးမကြီးဘူးသင်အလိုအရေးမကြီးဘူးဟုတ်ပြီလားအဓိကဘုရားခင်အလိုတော်ကဒါလည်းအရေးကြီးဆုံးဖြစ်တယ်ဘုသူ့ကိုကြည့်နေကျွန်တော်ရဲ့ခရစ်တော်ကိုပဲကြည့်ဒီနေ့ခရစ်တော်ဘုသူ့အလိုတော်ဖြစ်ဖို့လာလဲအင်ဖျားမင်းတို့ဘုရားခင်အလိုတော်ကိုနော်ဟုတ်တယ်နော်သူလုံးဝဘုရားခင်အလိုတော်ဖြစ်ခဲ့တယ်ဒါပေမဲ့နောက်ဆုံးကိတ္တရှင်မဥယျာဉ်မှာသူဘာပြောလဲအဲ့ဒီခွက်ကိုသူတောင်းရတော့မဲ့အချိန်မှာသူမတောင်းနိုင်ဘူးဟုတ်တယ်နော်တတ်နိုင်ဒီခွက်ကိုဖယ်ရှားပေးတော်မူပါဒါပေမဲ့သူဘာပြောလဲဒါပေမဲ့ကျွန်တော်အလိုမဟုတ်ဘူးသမီးတော့အလိုပါစေဆိုပြီးသူပြန်ပြီးပါလို့လဲသူဘယ်ဟာလုပ်လဲရားခင်ဒီနေ့ကျွန်တော်တို့အသက်တာလဲတစ်ခါတလေဖျားအတွက်အသက်မရှင်နိုင်လောက်အောင်ပေါ့နော်ခက်ခဲတွေ့တဲ့အချိန်မျိုးတွေရှိတယ် challenge တွေရှိတတ်တယ်ဟုတ်ပြီလားကိုတော့ဒီတစ်ခေါက်တော့ကျွန်တော်ခွင့်လို့ဟုတ်တယ်မလားကျွန်တော်မတတ်နိုင်တော့ဘူးဆိုရင်မှပေါ့နော်ဘုရားစကားကိုနားမထောင်နိုင်တဲ့ချိန်ထိရောက်နိုင်တတ်တယ်နော်ခရစ်တော်တော်ရောက်တယ်ကျွန်တော်မရောက်နိုင်ဘူးလားရောက်နိုင်တယ်အဲ့ဒီအချိန်တော်မှာကျွန်တော်ဘာလို့လဲဘုရားအလိုတော်ကိုဝင်ခံတတ်ဖို့အရင်ရေးကြည့်တယ်ဒီနေ့ခရစ်ယာန်တယောက်ဘုရားအလိုတော်ကိုပြီးဖို့လွယ်တယ်ဝင်ခံဖို့ခက်တယ်ပြောချင်တာလှုပ်ဖို့ခက်တယ်ဟုတ်တယ်မလားတချို့လည်းကိုရောဘုရားအလိုတော်ကိုကျွန်တော်ကိုပြပါခဲငါပြလို့ရှင်လည်းလုံးမလားဆိုမေးတယ်မလားဟုတ်တယ်မလားအလိုတော်တွေတိပဲတိရှင်နေတယ်ဘုရားကသူ့အလိုတော်ကိုတိခိုင်းတာတက်မဟုတ်ဘူးလေအလိုတော်အတိုင်းမှာလည်းအသက်ရှင်ခိုင်းတာတဲ့အသက်မရှင်ခြင်းမတိပဲတိရှင်တယ်ပြီးသူများလိုက်ပြဘုရားအလိုတော်ကဒါလေးတော့သူကတခုမှမလုပ်ဘူးသူများလိုက်ပြောနေသေးလားဒါကြောင့်ဒီနေ့ဘုရားအလိုတော်ဆိုတာကျွန်တော်တို့ဗာလဲနားလာရုံတက်မဟုတ်ဘူးခရစ်တော်ခဲသူကျွန်တော်တို့ဗာလို့လဲနိုင်နာဖို့လို့ဒီဟောလုံနိုင်တဲ့အချိန်ကြီးရှိမှာပဲဒါပေမဲ့အဲ့ဒီအချိန်မှာလည်းပဲကျွန်တော်ဘာလို့လဲလောတော်လိုက်ပါလို့ဟုတ်ပြီလားပြောလိုက်ဘုရားခင်အလိုတော်ကိုလိုက်ပါနော်လို့ဘေးနာလူဟုတ်ပြီလားby any chance no matter what ဘာပဲဖြစ်ဖြစ်ဟုတ်တယ်မလားဘုရားအလိုတော်ကိုတော့ကျွန်တော်တို့လိုက်ရမှာပဲအဲ့ဒီအတွက်သင်ဘာလို့လုတ်ပတ်တော်ဖတ်ဟုတ်ပြီလားဆူတောင်းနာခံဒီဘာလို့လဲလုတ်ပတ်တော်ဖတ်အမာတရားကိုဖတ်ပါဆူတောင်းမှာနာခံပါဟုတ်ပြီလားအဲ့ဒီတော့သင်ဘုရားခင်အလိုတော်ကိုလိုက်နိုင်တဲ့သူဖြစ်လာလိမ့်မယ်ဟုတ်ပြီလားနောက်ဆုံးအချက်လာပြီဒါချမ်းသာကနော်ကျွန်တော်ဖတ်တဲ့ຢာတွေနောက်ဆုံးအချက်က be filled with the spirit ဝိညာဉ်တော်နဲ့ပြည့်ပါဟုတ်ပြီလား
နောက်ဆုံးအချက်ကဘာလဲဝိညာဉ်တော်နဲ့အေဖက်9 section မှာဟုတ်တယ်မလားလွန်ကျူးစေတတ်သောစပြည့်ရည်နှင့်ယမှုခြင်းကိုရှောင်၍ဝိညာဉ်တော်နဲ့ပြည့်စုံလက်ရှိကြလော့အဲဆိုရင်ဒါကဘာလဲအမိတ်ဟုတ်ပြီလားမူးကျင်တာနဲ့မူးကွာလို့လွတ်ထားတာကိုဘုရားသခင်ကဒီလူတွေကလည်းမူးကျင်တာနဲ့မူးတာဟမ်ဒီဟာလေးနဲ့မူးလိုက်ဒီဟာလေးနဲ့မူးလိုက်မူးနေတာမူးလို့ကုန်ပြီးနိုင်မူးလို့ကုန်ပြီးနိုင်ဒီဘုရားသခင်ကဘာနဲ့မူးတာကြိုက်လဲဝိညာဉ်နဲ့တန်ရှင်းသောဝိညာဉ်တော်ဘုရားပေးထားတဲ့မူးစမ်းကွာကြိုက်သလားမထိနိုင်အောင်မူရတယ်ဟုတ်ပြီလားလဲတော့မူးလိုက်ကိစ္စမရှိဘူးဆိုတော့ဝိညာဉ်တော်လည်းတဲ့မလားကိုပေါ်ရောက်လာပြီဆိုလဲတဲ့သူတွေရှိတာပဲဟုတ်တယ်မလားကိစ္စမရှိဘူးဘုရားရဲ့ဝိညာဉ်တော်နဲ့လို့မူးတာဖြစ်တယ်ဟုတ်ပြီလားတော့နောက်ဆုံးချက်ကကျွန်တော်ဗာပြောလဲဝိညာဉ်တော်နဲ့ပြပါမူးတယ်ဆိုတာကဝိညာဉ်တော်ရဲ့ဖြစ်ကိုယ်ရဲ့ဖြည့်တာကိုလက်ခံ feeling လို့ပြောတယ်အခုခွက်တဲ့ကိုရည်ဖြည့်တယ်မလားအဲ့လိုပဲသင်အသက်တာကိုလည်းဘုရားသခင်ဝိညာဉ်တော်နဲ့ဖြည့်တဲ့အချိန်ရှိတယ်ဘယ်ချိန်လဲသိလားဘုရားကိုသင်ဆက်ကပ်တဲ့အချိန်ဘုရားရဲ့အလိုတော်ကိုသိတဲ့အချိန်ဘုရားကိုအချိန်ပေးတဲ့အချိန်ဘုရားစကားအားထောင်တဲ့အချိန်သင်ရဲ့အသက်တာတွေကိုဘုရားသခင်ကဘာလို့လဲဝိညာဉ်တော်နဲ့လူရင်းတော်လောင်းထည့်တာဟဲ့လားဒီတဲ့အသက်တာလှုပ်ခါပြီးမှသိတယ်မလားဝိညာဉ်တော်ခုဘိုးတွေရပြီးမှဘုရားအာယုတင်လုံနိုင်အဟောက်ဖယ်ရတယ်တင်လုံနိုင်တယ်ဆုတောင်းရင်တောင်းတဲ့အတိုင်းနာငိမ့်တာတွေပါလေဖြစ်တယ်အဲ့ဒါဝိညာဉ်တော်ဖြည့်တာချိုးဆရာတွေဆုတောင်းနာငိမ့်တာတွေလေအဲ့ဒါ feeling of the spirit သူ့ထဲကိုဘာလို့တာလဲဝိညာဉ်တော်ဖြည့်ထားတာပြင်ဖြည့်ထားတယ်ဆိုတော့အမြဲတမ်းပြည့်နေတာမဟုတ်ဘူးနော်ပြန်ပြည့်ရတာကုန်သွားတယ်ဖြည့်ရတယ်ဗျဘာနဲ့တူလဲဆိုရင်ဖုန်းနဲ့တူတယ်ဖုန်းကိုဘယ်ဒီ charge လုပ်အခါ charge လုပ်ပြီးပြီလားတစ်သက်လုံးသုံးလို့ရလားအမြဲတမ်း charge လုပ်နေရတယ်လေလားအကုန်သွားလား charge လုပ်အကုန်သွားလား charge လုပ်သတိထားဖို့ဘက်ထရီအကုန်အောင်မှဘက်ထရီကရဲနေပြီမှ charge လည်းမလုပ်ဘူးအဲ့ဒါဖုန်းပါပြတ်တယ်လို့နားလည်လားဘက်ထရီကိုနီးတဲ့အထိသုံး charge မလုပ်နဲ့ဖုန်းပါပြတ်တယ်ဒီနေ့ခရင်အတတ်တာလားအဲ့လိုပဲဝိညာဉ်တော်မရှိတော့ခန်းချောက်နေပြီဝိညာဉ်တော်မရှိဒီအနေအောင်ပြနေပြီနှုတ်ပေါ်တဲ့ဖြည့်ဖို့ဆိုတာမရှိဘုရားကြောင့်လာပြီးဖြည့်ဖို့ဆိုတာမရှိဟုတ်တယ်မလားဆူတောင်းပြီးဖြည့်ဖို့ဆိုတာမရှိဘက်ထရီအားအောင်မဖြည့်ဘူးအဲ့မဖြည့်တော့ဓာတ်လုံးသေးသွားရောအခါတဲ့ charge လောက်တော့တော်တော်ထားမလားဘူးနော်ဟုတ်တယ်မလားအရင်သေးသွားတဲ့ဘက်ထရီကိုကြည့်ကြည့်လေဟုတ်တယ်မလား charge လောက်တယ်ဟဲ့ငါဘက်ထရီဘာဖြစ်သွားလဲလုံးဝသေးသွားတာလေရတာနည်းနည်းတော့စောက်ဖို့ဒီနေ့အဲ့လိုလုံးဝသေးသွားမှထားလာတဲ့ခရင်ကိုစောက်ပေးရတယ်အဲ့ဒါလည်းသတိထားဟုတ်ပြီလားတစ်ခါတည်းရပြေးလာတာမဟုတ်ဘူးအဲကြောင့်ဒီနေ့ကျွန်တော်တို့အသက်တာဆိုတာဝိညာဉ်တော်နဲ့အမြဲတမ်းဖြည့်နေလဲခြင်းလို့ကလည်းကုံခမ်းသွားလာဖြည့်ဒါမှလည်းအမြဲတမ်းဖျားတဲ့အတွက်ကျွန်တော်တို့ဘာလို့လဲစိတ်လှုပ်ရှားစွာတက်ရှင်ဟုတ်ပြီလားကောင်းဆုံးနေ့ရက်တွေကိုကျွန်တော်ရွေးနိုင်တယ်အဓိကဘာလဲနှစ်သက်ဖွယ်သောအချိန်ကိုသင်ရှာတွေ့လိမ့်မယ်အဲ့ဒါကိုရှာတွေ့အရောက်စင်ဖျားတဲ့ကောင်းချီးပေးပါစေလို့